ကဲအားလုံးပဲမင်္ဂလာပါဗျာထမင်းစားလို့ကောင်းပြီထမင်းမဲ့စီမဟင်းလေးတစ်ခွက်ဖြစ်တဲ့ကြက်ကာလာသာချက်နီလေးကိုနော်ကျွန်တော်မျှဝေလိုက်ပါတယ်ဗျကဲကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ရအောင်နော်ပစ္စည်းတွေကတော့ကြက်သားပေါ့နော်ဒါကတော့အမွှေးကြိုင်အတွက်နဲ့နံပေးစပက်လေဒါကတော့ရုပ်ဒီထောင်ဖို့အတွက်ပေါ့နော်ကြက်သွန်ဖြူရုပ်ဒီစိမ့်မုတ်ပေါ့နော်ဒါကတော့ဗမာဘူးသီးလေးပဲဖြစ်ပါတယ်လို့ကဲပစ္စည်းတွေရစုံပြီးဆိုတော့ကျွန်တော်တို့ဘူးသီးလေးကိုလှီးပြီးလို့ရှိရင်အခွန်လေးခွာထားလိုက်ပါပေါ့နော်ခွန်လေးခွာပြီးရလို့ရှိရင်ကျွန်တော်တို့အနေတော်လေးတုံးရပေးလိုက်မှာဗျကဲဘူးသီးလေးနဲ့တုံးလို့ပြီးပြီပေါ့နော်အဲ့တော့ဘူးသီးတုံးလို့ပြီးပြီဆိုရင်ရုပ်ဒီထားမှာပေါ့နော်ကြက်သွန်ဖြူချင်းပြီးလို့ရှိရင်ရုပ်ဒီစိမ့်မုတ်လေးနည်းနည်းပဲထည့်တယ်ပေါ့နော်အများကြီးထည့်မကောင်းဗျကြက်ကစားတာဟင်းပြီးလို့ရှိရင်ကျွန်တော်တို့ကရုပ်ဒီထားမှာပေါ့နော်ကဲညက်သွားပြီဆိုရင်ကျွန်တော်တို့ကကြက်သားလေးကိုထည့်လိုက်ရနော်ဒီနေရာမှာလုံးချက်လေးပဲချက်မှာပြပြီးလို့ရှိရင်တော့ချုံမောက်ပေါ့နော်စားစနေမောက်ထောင်းရပေးတာရုပ်ဒီလေးပေါ့နော်ကျွန်တော်တို့ထည့်ပြီးတော့နေလိုက်မှာပေါ့ဗျနေပြီးလို့ရှိရင်ကျွန်တော်တို့စီမထည့်ရတဲ့အတွက်စီလေးနည်းနည်းလေးထည့်ပြလိုက်ပါပေါ့နော်ကြက်ကလာတာဟင်းကစီရိုင်းဆိုစားတော့မကောင်းဗျကဲပြီးဆိုရင်ကျွန်တော်တို့ကဘိုးထဲမှာထည့်ပြီးတော့ကျွန်တော်တို့ကမှုပေးလိုက်ပါပေါ့နော်အရေးလေး6တဲ့အထိမှုပေးမယ်နော်6သွားပြီဆိုကျွန်တော်တို့ကရေထည့်ပါပေါ့နော်ရေအနည်းငယ်ထည့်လိုက်ပြီဗျကြက်သားလေးလိုတဲ့အထိပေါ့နော်ရေထည့်တာစပလင်လေးပါထည့်လိုက်ပါဗျပြီးလို့ရှိရင်အောက်ထားလိုက်ပါပေါ့နော်ပြန်ဖွင့်ကြည့်လို့ကျွန်တော်တို့ကကြက်သားလေးနဲ့ကြက်ပြီးရေလေးနဲ့အလောတော့ဖြစ်ပြီးဆိုရင်နော်ကျွန်တော်တို့ကဘူးသီးလေးစားထည့်လိုက်ပါဗျဘူးသီးလေးထည့်ပြီးတော့ရှင်ကြက်သားလေးနဲ့နှက်ဆက်သွားမှုလိုက်ပါပေါ့နော်နှံ့သွားပြီဆိုကျွန်တော်ရေများများလေးစားချင်တဲ့အတွက်ရေထပ်ထည့်လိုက်တယ်ပေါ့ဗျာကြက်ကလာတာဟင်းလေးရေများများလေးနဲ့မှစားတော့ကောင်းတယ်နော်ပြီးလို့ရှိရင်အဖောင်းလေးဖောင်းထားလိုက်တယ်ဗျဆူတဲ့ထိပ်ပေါ့ဆူလာပြီဆိုကျွန်တော်တို့ကဒါမှုပေးလိုက်ပါနော်မှုပေးပြီးလို့ရှိရင်ကျွန်တော်တို့ကအမွှေးကြိုင်အတွက်နေရာမှာကျွန်တော်နည်းနည်းပဲလေးအောက်ထားတယ်ဗျနည်းနည်းပဲလေးအောက်ပြီးကျွန်တော်တို့နည်းနည်းပဲလေးနှောအောင်ပေါ့နော်အောက်နည်းနည်းမှုပေးလိုက်တယ်ဗျဝေပြီးတော့ဆင်းကျွန်တော်တို့အပေါ်ငံမြည်ပြီးတော့ဆင်းတော့ရပြီပေါ့နော်အဖောင်းလေးပြန်ဖောင်းလိုက်ရဗျကဲအရန်မွေးပြီးစားလို့ကောင်းစီပဲကြက်ကလာတာဟင်းလေးတစ်ခွက်တော့ရပြီပေါ့နော်ကဲလောက်ရတာလွယ်ကူတဲ့အတွက်အားလုံးပဲလိုက်လောက်စားကြည့်ကြပါဗျအဆုံးထိကြည့်စုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ